အားလုံးပဲမင်္ဂလာပါကျွန်တော် Fisher ကိုပါကျွန်တော်ဒီ TikTok တွေဒီ Facebook တွေမှာပေါ့နော်ကျွန်တော်ဒီ SP ဒီကျိုးတက်နီးကျွန်တော်မေးထားလို့ပေါ့နော်ဒီကျွန်တော်ကျိုးတက်နီးကိုညီကိုတွေကျွန်တော်ဒီနေ့ knowledge sharing နေနဲ့ကျွန်တော်ဒီကျိုးထည့်ပြီးပြပေးတော့မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဟိုပါပေါ့နော်အကိုတယောက်ရဲ့သူသားလေးအတွက်ဆိုပြီးတော့ဒါသူအတီးကိုကျိုးထည့်ပေးဖို့ပေါ့နော် Okay ညီကိုတွေချက်လိုက်ကြည့်မယ်ဘောတော့ပြင်မင်ကိုရဲပါနော်Okay. ကောင်းမောင်းဖြုတ်လိုက်မယ်မောင်းဖြုတ်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော်လောက်ယူလိုက်မယ်လောက်ယူပြီးတော့ကျွန်တော်ဒီဆက်ဒီမှာပါကျိုးကျွန်တော်တို့ယူလိုက်ပါမယ်ယူလိုက်ပြီးတော့ကျွန်တော်ဒီဆက်ပြီးမှာပေါ့နော်စပူးအိမ်မှာကျွန်တော်တပတ်ပတ်လိုက်ပါမယ်ကျွန်တော်တပတ်ပတ်ပြီးလို့ရှိရင်ဒီတပတ်ပတ်ပြီးလို့ရှိရင်ကျွန်တော်တစ်ခေါက်ခောက်လိုက်မယ်နော်ဒီလိုခောက်လိုက်မယ်ဒီမှာကြည့်ဒီလိုတပတ်ပတ်ပြီးဒီလိုတစ်ခေါက်ခောက်မယ်တော့ခောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရက်ဒီဘက်ကနေပြန်ပြီးတော့ဒီနှစ်ပင်လုံးပေါ့နော်ဒီမှာခောက်လိုက်ပြီးဒီမှာနှစ်ပင်ခောက်လိုက်ပြီးလို့ကျွန်တော်ဒီကနေပြန်ပြီးပတ်မယ်နော်ဟိုပါပေါ့နော်4 5 6ပတ်လည်းရတယ်3 4ပတ်လည်းရတယ်4 5 6ပတ်ဆိုရင်ပို့ပြီးတော့ဒီဟိုဖြစ်တာပေါ့နော် grip ဖြစ်တာပေါ့နော်ပို့ပြီးတော့နည်းနည်းပို့ကြက်သွားမယ်3 4ပတ်ဆိုနည်းနည်းဟိုဖြစ်မယ်ပေါ့4 5ပတ်လောက်ဒါဆိုရင်ရပြီဒါဆိုလို့ချင်းကျွန်တော်ဒီလိုဆွဲတင်လိုက်ဒါဆွဲတင်ပြီးလို့ချင်းကျွန်တော်ဒီမှာကျွန်တော်ပြမယ်ကျွန်တော်တို့ဒီမှာအဲ့ကောင်လေးတတရရလေးဆွဲလိုက်ရုံပဲဒီမှာဒီတတရရလေးဆွဲလိုက်ရုံပဲတတရရလေးဆွဲလိုက်ရုံပဲဒီမှာအလဲကိုမှတ်လိုက်ပြီးတော့ဒီမှာကြီးဗာလေးဆွဲလိုက်ရုံပဲဘယ်နေရာမှာလဲကျွန်တော်လိုက်ထုံးစရာမလိုတော့ဘူးခါတယ်ချက်ထဲပြီးသွားပါပြီကျွန်တော်ပြီးခါကြမှာနောက်ဆုံးတစ်ချက်ဒီပို့ပြီးတော့ဒီ safe ဖြစ်အောင်ပေါ့နော်ဒီအနောက်ကနေကျိုးထုံးလေးတသေးထုံးတော့ဒီအရင်နာလောက်ထိထုံးပေးလိုက်ပါဒီလောက်ဆိုရပါပြီကျွန်တော်ပြီးရင်ဒီအစကိုကျွန်တော်ဖြတ်မယ်ပြီးလို့ရှိရင်ကျွန်တော်ပြန်ဆွဲပါမယ်ရပြီဆိုလို့ရှိရင်ကျွန်တော်စပြီးတော့ဒီကောင်ကိုရစ်ပါတော့မယ်ကျွန်တော်စပြီးရစ်ပါပြီဒါတော့ကျွန်တော်အစမ်းဟိုပါဖြစ်ပြပါเนาะရစ်ပြတာပေါ့เนาะကျွန်တော်တို့ဒီကျိုးကို SPD ကျိုးထည့်ပြီးတော့ဒါရစ်ပြတာပေါ့เนาะ Okay ပါညိုပြီးတော့နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်